ရှိသောနေ့မောင်ရှင်လောင်းနဲ့နာသာလေးတွေမင်္ဂလာရှိတော်နေ့ပျော်ရွှင်မှုနဲ့ကုသိုလ်ယူလို့ဝဲဝဲညာသောနေ့အိုးကြီးတွေနဲ့အခင်းလို့သာချစ်ပြုတ်ကြတော်နေ့လူတော်ပွဲကြီးစပြီဟိဒီလူပွဲကြီးစပြီဟိလူလုံးမပြောင်းဆုံးတော့nhanh nhanhဆိုင်ဆိုင်လူကြီးစတဲ့နေ့ရှိသောနေ့မောင်ရှင်လောင်းနဲ့နာသာလေးတွေမင်္ဂလာရှိတော်နေ့ပျော်ရွှင်မှုနဲ့ကုသိုလ်ယူလို့ဝဲဝဲညာသောနေ့အိုးကြီးတွေနဲ့အခင်းလို့သာချစ်ပြုတ်ကြတော်နေ့လူတော်ပွဲကြီးစပြီဟိဒီလူပွဲကြီးစပြီဟိလူလုံးမပြောင်းဆုံးတော့nhanh nhanhဆိုင်ဆိုင်လူကြီးစတဲ့နေ့ကြီးပေးပြီနော်လူကကြီးလဲပြုံးလို့ပြောင်းလူတော်ကြီးပေးလို့နော်လူမကြီးလဲပြုံးလို့ပြောဒီလူတော်ကြီးပေးပြီနော်မြို့သားတွေလဲပြောမြို့သမီးတွေလဲပြောတို့ညီမတို့ရဲ့အလူပွဲကြီးကခန္ဓာပါတယ်နော်ပြောစီတီးလို့လူကြီးပေးတာချိန်ငိတ်တယ်လို့ပြောလူတော်ပွဲစားပြီနော်ဒီလူတော်ပွဲစားပြီနော်ပြောလုံးပြောတဲ့နေလုံးပြောnhanh nhanhဆိုင်ဆိုင်လူပွဲစားပြီနော်ပြောဒီလူတော်ကြီးပေးပြီနော်လူကကြီးလဲပြုံးလို့ပြောလူတော်ကြီးပေးလို့နော်လူမကြီးလဲပြုံးလို့ပြောဒီလူတော်ကြီးပေးပြီနော်မြို့သားတွေလဲပြောမြို့သမီးတွေလဲပြောတို့ညီမတို့ရဲ့အလူပွဲကြီးကခန္ဓာပါတယ်နော်ပြောစီတီးလို့လူကြီးပေးတာချိန်ငိတ်တယ်လို့ပြောတော်ပွဲစားပြီနော်ဒီလူတော်ပွဲစားပြီနော်ပြောလုံးပြောတဲ့နေလုံးပြောnhanh nhanhဆိုင်ဆိုင်လူပွဲစားပြီနော်
ညင်ညင်မြမဟန်ပဲမပြုတ်ပြဖို့ခွေရိုးရတဲ့ရှင်မစီဒီကိုကဲတော့စင်သာပြီးဒီရှုံးလေးလို့မင်္ဂလာလူကြီးပေးကြတဲ့ဒီအချိန်ဝေးတနေ့ပြန်လို့တတိတုံးမီရွှေအလူကြီးပေးမိငွေအလူကြီးပေးမိစေတနာလေးလမ်းမလမ်းမဲ့ခွေလူမီတန်မြာဝအတွင်းကလူကင်းအောင်သားရှင်ပြုလို့သာသနာအောင်မှန်សុခာယူစိတ်ချတက်လို့မြတ်လာပါတဲ့အလူစေနာကောင်းလို့ကံကောင်းမြည်တဲ့အလူမဲ့ဖို့နေပန်းအဋိဌံရီမှန်လူစေရနာစွမ်းနဲ့အမခံလောက်အောင်လူလောကဒီသူဘယ်လူမှမတူတရားတရားထက်တန်သူကိုယ်ကိုကံကံပေးရလူနစ်နေအလားလားညောမှန်းတဲ့ဒီအလူရွှေခွဲမှလို့ယူရင်သက်ချတဲ့သားရှိပါသောတိတ္တမျိုးခိုင်ဆောက်တည်ခြင်းတို့ရှင်မြတ်ရဲ့အတွက်ဘုရားမြတ်ဆုံးယရနာတရားမြတ်ဆုံးယရနာသံဃာမြတ်ဆုံးယရနာဟုဆိုသောယရနာမြတ်သုံးပါးတို့နှင့်ဒီဘဘုရားဆရာသမားတို့အားယူသေးမြတ်လို့လက်ဆုပ်ပူ၍ရှိခိုးကြောကြပါသူခမညာဩဃာတဩဃာတဩဃာတအာယကံဝစီကံယောကံမာယိဉာဏ်ပါ၏ဒီကောင်းမှုသည်နိဗ္ဗာန်ထောက်ပံ့ဖြစ်ပါစေသာရှင်ဘုရားငါကလည်းဆိုတင်ငန်းရင်တက်ချပူရတရားနဲ့တော့ဟောနေတော့ပါလေကျဟောမှာနော်အဲ့တော့သာသနာ့အတွက်အတူတူလုပ်လိုက်တယ်သာသနာ့တင်ငန်းဆိုတာသာသနာ့ပမှာတူလို့မရဘူးနော်ဒါလိုနေဆိုတဲ့တင်ငန်းသင်ပြုတဲ့အတူရောသာသနာ့ဘုမှာပဲသူဝင်ရတဲ့အတူအဲ့ဒီအလေးကိုဘုရားဖြစ်တော်လိုက်ဆိုလိုက်အောင်အဲ့ဒီလုပ်ပြီးလက်ချတာပေါ့သာသနာ့တွင်မှပြုနိုင်ကြငါဝအလူမြတ်ဘုရားတေကံရှင်ယဟန်သင်္ကန်းကြောင်းဟူမှာသာသနာတွင်မှပြုနိုင်ကြငါဝအလူကမိမိတို့ရဲ့သားရှင်ပြုလူပွဲကိုအကြောင်းပြုပြီးတော့ဘုရားမှုရှိတဲ့တန်ခါတော်ရှင်မြတ်တွေကိုတန်ခါကုံကိုရည်မှန်းပြီးတော့သင်္ကန်းနဲ့တည်းကလူပွဲဝတ္ထုအဆုစုတွေဆက်ကလူရန်ကြယနေ့မနေ့မှာသရဏဂုံသုံးပါးနဲ့တည်းက၅ပါးသောသီလတွေကိုကျင့်သုံးခံယူဆောက်တည်ကြတယ်ဆိုတဲ့ကုသိုလ်ကောင်းမှုတွေကိုဒါကုသိုလ်ရှင်များဖြစ်ကြတဲ့ဒကာကြီးဒကာမကြီးမိသားစုများနဲ့အားလုံး30ပုံသားတွေရပါစေလို့ရည်တန်တောင်းတပြီးတော့ဒီလက်ချအမြတ်တမ်းပေးဝေလိုက်အောင်နော်ဒီလက်ဘက်ကညာတို့ဟာဒီမှန်၍သင်ကြံကြပါကုန်၏သရဏဂုံသုံးပါးပါကုန်၏ဤသို့ပြုရသောဒါနကုသိုလ်မြင်မြင်ချောင်းအာကောင်းသောအထောက်အပံ့ဣဒ္ဓအပေါင်းကောင်းတို့ကိုသက်ဝဲဆောင်နဲ့ဘုဆောင်နဲ့ရေဆောင်နဲ့နိုင်ငံဆောင်နဲ့ကဘာဆောင်နဲ့ဘောင်းတို့နှင့်သတ္တုတ္တိယာမေသုတ္တိသုယမေယေတနိချမ်းသာကြသည်ကိုယ်စိတ်နှဖျားဝမ်းသာကြသည်ကိုယ်စိတ်နှဖျားသူရကဥတိဥအစုမဒေါခိတို့မှာမိသားဥရဗုဒ္ဓဗရပ္ပလူသောတာရဏာနိ
ညီရနာတို့ကိုဒါပစ္စည်းလေးပါးတိုင်ကာတခုနဲ့ခံယူ၍သူသားတို့ဒါနကုသိုလ်ရဏဂုံ၃ပါးနဲ့တကွာငါးပါးသောသီလတော်မြတ်ကိုခံယူဆောက်တည်ခြင်းသောသီလကုသိုလ်ဆရာတော်မြတ်ဟောပေါ်မြတ်တရားပါဒိဋ္ဌာတို့ကိုနာဂမတတိကျွတ်သောကြောင့်ဥပဒနာဘာဝနာကုသိုလ်ဤကုသိုလ်ကောင်းမှုဘဝတို့ကိုမာတာပြုနိစ္စနဘေတော်မိခေခါခင်ကျေးဇူးရှင်အားတော်အာသရိယာနိတတလုံးပါးရာဆုံးမပဲပြေပြေမြေတာဆံတို့အားတော်ဘုမာရတတရေမြေတတိဆိုအမေအားတော်ဒေဝရတတနာတော်ပြမပြလူတပြမတတ်တော်ပေါင်းတို့အားညီညာပြပြပြပေးဝေကြပါစို့ခဗျာအမြဲအမြဲအမြဲတော်မူကြပါကိုယ်နိဗ္ဗာန်ကိုတလန်းဘုဒ္ဓနာလေးကဆင်ရစို့အလူတကာအလူအမတို့စိတ်တူကိုယ်လူအလူမတွတ်တူတဲ့အလူပုဂ္ဂိုလ်ရေးမနေရအောင်သာဓုခေါ်တဲ့အလူနိဗ္ဗာန်ကိုတလန်းဘုဒ္ဓနာလေးကဆင်ရစို့အလူတကာအလူအမတို့စိတ်တူကိုယ်လူအလူမတွတ်တူတဲ့အလူပုဂ္ဂိုလ်ရေးမနေရအောင်သာဓုခေါ်တဲ့အလူပြန်မကောင်းပြောင်းမရှာသရာလီတဖွာဖွာပီတိတွေနဲ့ပျော်နေရတဲ့အလူရက်သူရွာသားတွေလည်းစေတနာတွေအများနဲ့အားခဲလို့ပျော်နေရတဲ့အလူလောက်အားဒါနတွေနဲ့ဝိုင်းဝန်းလို့ကိုညီကြသူဒီအလူနိဗ္ဗာန်ကိုအတူတက်လမ်းမို့ဒါနလေးကဆင်ကြသို့အတူတာရုပေါ်စုပါတဲ့အတူနိဗ္ဗာန်ကိုတက်လမ်းမို့ဒါနလေးကဆင်ကြသို့အလူတကာအလူအမတို့စိတ်တူကိုယ်လူအလူမတွတ်တူတဲ့အလူပုဂ္ဂိုလ်ရေးမနေရအောင်သာဓုခေါ်တဲ့အလူနိဗ္ဗာန်ကိုတက်လန်းဘုဒ္ဓနာလေးကဆင်ရစို့အလူတကာအလူအမတို့စိတ်တူကိုယ်လူအလူမတွတ်တူတဲ့အလူပုဂ္ဂိုလ်ရေးမနေရအောင်သာဓုခေါ်တဲ့အလူပြန်မကောင်းပြောင်းမရှာသရာလီတဖွာဖွာပီတိတွေနဲ့ပျော်နေရတဲ့အလူရက်သူရွာသားတွေလည်းစေတနာတွေအများနဲ့အားခဲလို့ပျော်နေရတဲ့အလူလောက်အားဒါနတွေနဲ့ဝိုင်းဝန်းလို့ကိုညီကြသူဒီအလူနိဗ္ဗာန်ကိုအတူတက်လမ်းမို့ဒါနလေးကဆင်ကြသို့အတူတာရုကိုစုပါတဲ့အတူအလူတကာကြီးရဲ့မျက်နှာအလူမကြီးရဲ့မျက်နှာလာမင်းလူဝင်းပါပါအလားကြီးလာနေတော့တာစေတနာတွေအယောင်ဟယ်လိုတောင်စလပန်းရဲ့နဲ့လို့ဒါနာတို့စကြဝဠာတစ်ခုလုံးတင်းပြန့်ဝင်ကြိင်နေအလူတကာကြီးရဲ့အလူအမကြီးရဲ့
မဟာပထဝီမြေကြီးဒါနတို့တွေသက်သေးတည်စေသာရုသာရုသာရုကိုဆိုပါတဲ့အတူတကားကြီးရဲ့မျက်နှာအလူမကြီးရဲ့မျက်နှာလာမင်းလိုဝင်းဝင်းပါပါအလားကြီးလာနေတော့တာစေတနာတွေအယောင်ဟယ်လိုတောင်စလပန်းမျက်နှာလိုဒါနာတို့စကြဝဠာတစ်ခုလုံးသေးပြန့်ဝေးကြိမ်နေအလူတကားကြီးရဲ့အလူအမကြီးရဲ့မဟာပထဝီမြေကြီးဒါနာတို့တွေသက်သေးတည်စေသာရုသာရုသာရုကိုဆိုပါတဲ့အတူတပိတ်လွယ်ကအလူမကြီးကပြိခရာသင်ငန်းရွယ်လို့ပြုံးဝိစာမောင်ရင်လောင်းငါအမြင်ပေါ်မှာဒိုးဘဝိုင်းငါမြိုင်ရပြဥရွှေရိုးလဲနေတာကိုနောင်ကိုင်းတို့လာတယ်များရှင်လောင်းလဲလို့လာပြီခမညာကြည်ပါဗျကြည်နူစရာလူမင်္ဂလာထမေချောင်းစီမောင်တီနိုသာရောက်လာမြမရွေကုသိုလ်ပါတာရှိကျူတဲ့အလူပါနေဝဆုတွားအလူပါတာရှိကျူတဲ့အလူပါနေဝဆုတွားအလူပါဘာဝနာများပွားတာပါအလူတော်လူတော်လူတော်မင်္ဂလာဆိုင်ငါမိုက်တဗျပိတ်တကြီးနဲ့ပါတဗျရွာလုံးမဲကြော်နေတာတိုးဘဝိုင်းငါမြိုင်နေဗျဥရွှေရိုးနဲ့ကနေတာကိုနောင်ကိုင်းတို့လာတယ်ဗျလူမျိုးလေးတို့ရှိုးနေတာဟောကြည်ပါဗျကြည်နူစရာလူမင်္ဂလာထမေချောင်းစီမောင်တီနိုသာရောက်လာမြမရွေကုသိုလ်ပါတာရှိကျူတဲ့အလူပါနေဝဆုတွားအလူပါတာရှိကျူတဲ့အလူပါနေဝဆုတွားအလူပါဘာဝနာများပွားတာပါအလူတော်လူတော်လူတော်မင်္ဂလာအလူမကြီးကပြိခရာသင်ငန်းရွယ်လို့ပြုံးဝိစာမောင်ရင်လောင်းငါအမြင်ပေါ်မှာတိုးဘဝိုင်းငါမြိုင်ရဥရွှေရိုးလဲကနေတာကိုနောင်ကို
လာတယ်ဗျာရှင်လောင်းလဲလို့လာပြီဗျာရင်တွေခုန်နေပြီလူဝင်တဲ့နေ့ပြုံးပြောကြည့်နူးကြတဲ့ယူရတလေးတရွာလုံးပြုံးဆုံးကြတဲ့လူဝင်တဲ့နေ့ပြုံးပြောကြည့်နူးကြတဲ့ယူရတလေးတရွာလုံးပြုံးဆုံးကြတဲ့လူဝင်တဲ့နေ့အလူတကားကြီးလေးပြောတဲ့နေ့မင်္ဂလာတကယ်ရှိတဲ့နေ့အလူမကြီးလေးပြောတဲ့နေ့မင်္ဂလာတကယ်ရှိတဲ့နေ့ဘဝချမ်းမြေရွှင်လန်းတလေးအားခဲ့တဲ့နေ့လေးရောက်ပြီလူဝင်တဲ့နေ့အလူဝင်တဲ့နေ့ပြောတဲ့ရွှင်ပြောတဲ့ရွှင်လူဝင်တဲ့နေ့ရင်တွေခုန်နေပြီလူဝင်တဲ့နေ့ပြုံးပြောကြည့်နူးကြတဲ့ယူရတလေးတရွာလုံးပြုံးဆုံးကြတဲ့လူဝင်တဲ့နေ့ပြုံးပြောကြည့်နူးကြတဲ့ယူရတလေးတရွာလုံးပြုံးဆုံးကြတဲ့လူဝင်တဲ့နေ့အလူတကားကြီးလေးပြောတဲ့နေ့မင်္ဂလာတကယ်ရှိတဲ့နေ့အလူမကြီးလေးပြောတဲ့နေ့မင်္ဂလာတကယ်ရှိတဲ့နေ့ဘဝချမ်းမြေရွှင်လန်းတလေးအားခဲ့တဲ့နေ့လေးရောက်ပြီလူဝင်တဲ့နေ့အလူဝင်တဲ့နေ့ရှင်လောင်းလေးတဲ့ဟောဒီနေ့လူဝင်တဲ့နေ့ကြီးတန်းကြီးကတမျောတခေါ်စီလိုက်တဲ့နေ့ရှင်လောင်းလေးတဲ့ဟောဒီနေ့လူဝင်တဲ့နေ့ကြီးတန်းကြီးကတမျောတခေါ်စီလိုက်တဲ့နေ့ဟိုဒီတန်ထုံးပြီးဘဝညံတဲ့နေ့ဒုပတ်တပီတို့တို့ပြီးမြူကြွားတဲ့နေ့ဟိုဒီတန်ထုံးပြီးဘဝညံတဲ့နေ့ဒုပတ်တပီတို့တို့ပြီးမြူကြွားတဲ့နေ့ကာလာသားတွေရှုတဲ့ရသောနေ့အမျိုးသမီးလေးတွေလာချင်းပြိုင်တဲ့နေ့အလူတကားကြီးလေးပြောတဲ့နေ့မင်္ဂလာတကယ်ရှိတဲ့နေ့အလူမကြီးလေးပြောတဲ့နေ့မင်္ဂလာတကယ်ရှိတဲ့နေ့ဘဝချမ်းမြေရွှင်လန်းတလေးအားခဲ့တဲ့နေ့လေးရောက်ပြီလူဝင်တဲ့နေ့အလူဝင်တဲ့နေ့တမျောတခေါ်စီလိုက်တဲ့နေ့ရှင်လောင်းလေးတဲ့ဟောဒီနေ့လူဝင်တဲ့နေ့ကြီးတန်းကြီးကတမျောတခေါ်စီလိုက်တဲ့နေ့ဟိုဒီတန်ထုံးပြီးဘဝညံတဲ့နေ့ဒုပတ်တပီတို့တို့ပြီးမြူကြွားတဲ့နေ့ဟိုဒီတန်ထုံးပြီးဘဝညံတဲ့နေ့ဒုပတ်တပီတို့တို့ပြီးမြူကြွားတဲ့နေ့ကာလာသားတွေရှုတဲ့ရသောနေ့အမျိုးသမီးလေးတွေလာချင်းပြိုင်တဲ့နေ့အလူတကားကြီးလေးပြောတဲ့နေ့မင်္ဂလာတကယ်ရှိတဲ့နေ့အလူမကြီးလေးပြောတဲ့နေ့မင်္ဂလာတကယ်ရှိတဲ့နေ့ဘဝချမ်းမြေရွှင်လန်းတလေးအားခဲ့တဲ့နေ့လေးရောက်ပြီလူဝင်တဲ့နေ့အလူဝင်တဲ့နေ့ ဆိုသောနိုင်တွေချိတ်ခတ်တဲ့နေ့အလံကြီးပေးတဲ့နေ့တာရှိပြုတဲ့နေ့လူဖြစ်ရကျွတ်တဲ့ဒီနေ့အပြုံးပန်းတွေလိမ့်လိမ့်ပွေသောနေ့
ရှင်ပြူတဲ့နေ့လူဖြစ်ရကျိုးနဲ့တဲ့ဒီနေ့အပြုံးမတွေလိမ့်လိမ့်ပွင့်သောနေ့ ကြီးကြီးခဏတော့အလူတော်ကြီးချင်းကြီးသေးသေးကြည်ပါနေသောနေ့တိတိခင်ညာတော့ဒါနာပွဲကြီးအားခဲလို့စီနွေးနေကြီးကြီးခဏတော့အလူတော်ကြီးချင်းကြီးသေးသေးကြည်ပါနေသောနေ့တိတိခင်ညာတော့ဒါနာပွဲကြီးအားခဲလို့စီနွေးပြတဲ့နေ့ရာတရားတွေယူဖိကြလို့ကိုယ်စိတ်နှပြပြုံးမှန်တွေလိန်သောနေ့အလူတကာကြီးရဲ့မျက်နှာနေမီစေပြန်သားသောနေ့အလူအမကြီးရဲ့မျက်နှာလာမီစေပြန်သားသောနေ့အလူကြီးပေးတဲ့နေ့သာရှင်ပြူတဲ့နေ့လူဖြစ်ရကျိုးနဲ့တဲ့ဒီနေ့အပြုံးမှန်တွေလိမ့်လိမ့်ပွင့်သောနေ့ ကြီးကြီးခဏတော့အလူတော်ကြီးချင်းကြီးသေးသေးကြည်ပါနေသောနေ့တိတိခင်ညာတော့ဒါနာပွဲကြီးအားခဲလို့စီနွေးပြတဲ့နေ့ကြီးကြီးခဏတော့အလူတော်ကြီးချင်းကြီးသေးသေးကြည်ပါနေသောနေ့တိတိခင်ညာတော့ဒါနာပွဲကြီးအားခဲလို့စီနွေးပြတဲ့နေ့စရာတရားတွေယူဖိကြလို့ကိုယ်စိတ်နှပြပြုံးမှန်တွေလိမ့်သောနေ့အလူတကာကြီးရဲ့မျက်နှာနေမီစေပြန်သားသောနေ့အလူကမကြီးရဲ့မျက်နှာလာမီစေပြန်သားသောနေ့ပြောနေပါရွှေပြည်ကြီးနေရမည်မအလူတကာအလူမစေရနာရောတွေအတော်မတတ်နိုင်ပါသာမဏေရာပပိသတိလံသမဒတ္တသာမဏေရာပပိသတိလံဓမ္မယာသာမိလောကံကတဝါသီလံဒေထမေဗန္တိယမဝရမိတံဝတိထတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိပါဏာတိဘာဒာဝေရမဏိသိက္ခာပရံသမာဓိယာမိ
အာဗျမသရိယာဝေရမဏိတေကဗရံသမာရိယာမိအာဗျမသရိယာဝေရမဏိတေကဗရံသမာရိယာမိဝိကာလဘောဇနာဝေရမဏိတေကမန္တနာဝိပုဒနာဒါနာဝေရမဏိတေကဗရံသမာရိယာမိဥစ္စာတေနမဟာတေနဝေရမဏိတေကဗရံသမာရိယာမိသာတရူပရဇတပဋိက္ခဏာဝေသုံးနေချဒါမှမဟုတ်ဘုန်းကြီးရဲ့ကိုယ်တော်ဥပ္ပဇေပေးမယ်နော်လိုက်ဆိုနော်ဥပ္ပဇာယောမေဗန္ဒေဟောဟိဥပ္ပဇာယောမေဗန္ဒေဟောဟိမြေကြီးအပြည့်ငယ်အသွဲသွဲကိုအနိရှင်ကသွန်သင်တတ်သောဥပ္ပဇေဆရာမြတ်သည်ဟောဟိအရာပြီးဝိချာပြီးဗုဒ္ဓသာသနာတော်တည်တဲ့ဆောင်ငါလူပါမည်ဘာသာကျိုးကိုလိုလားစွာအဖို့တန်အောင်လူပါမည်ဗုဒ္ဓသာသနာတော်တည်တဲ့ဆောင်ငါလူပါမည်ဘာသာကျိုးကိုလိုလားစွာအဖို့တန်အောင်လူပါမည်အလူတကာအလူအမဒီအချိန်ကစားစီရောက်ကိုပါချမ်းသာချမ်းသာမင်္ဂလာပါဘာလို့တောင်းတပြပြရှိနေကြပါသည်သာသနာတော်တည်တဲ့ဆောင်ငါလူပါမည်ဘာသာကျိုးကိုလိုလားစွာအဖို့တန်အောင်လူပါမည်ဘုရားသာသနာတော်တည်တဲ့ဆောင်ငါလူပါမည်ဘာသာကျိုးကိုလိုလားစွာအဖို့တန်အောင်လူပါမည်အလူတကာအလူအမဒီအချိန်ကစားစီရောက်ကိုပါကျမ်းမှာချမ်းသာမင်္ဂလာပါဘာကြောင့်တောင်းတပြပြရှိနေကြပါသည်မင်္ဂလာရှိသောတခြင်းနဲ့ကြားနေရပါသည်မင်္ဂလာရှိသောပရိသတ်တွေနားဆင်ကြပါသည်မင်္ဂလာရှိသောတခြင်းနဲ့ကြားနေရပါသည်မင်္ဂလာရှိသောပရိသတ်တွေနားဆင်ကြပါသည်မင်္ဂလာမန္တတွေမှာမင်္ဂလာရှိသောစကားလေးတွေမင်္ဂလာရှိသောနှုတ်ဆက်မှုတွေဝေဝေစာသာရှိကြသည်ရှင်မဖြစ်တဲ့ကောင်းလေးနဲ့သမီးလေးတို့ကိုမင်္ဂလာရှိစွာရှိပြုမိကိုယ်တော်ဝိသနာမြောက်အောင်လူမည်ဒီနေ့ဒီချင်းဒီလူတော်ကြီးပြီးတဲ့နောက်မှာရှားတဲ့ပဲဒီသမီးမောင်နဲ့စီဝါလက်လာပါလေတော်မြတ်ချမ်းသာဒီလူပြီးနောက်လေနောက်လူပြီးနောက်လေထက်ခါယဟန်နဂါကြီးယဟန်အမကြီးကျောင်းနဂါကြီးကျောင်းအမကြီးအခေါ်ခံရမှာဒီနေ့စိတ်တွေဒါနာမျိုးစီကုကဲစီရတာလွတ်ခင်ဘုရားဒိဋ္ဌံက
ဆိုသောကောင်းမှုကုသိုလ်ရှာကောင်းစုပြုတဲ့ပြည်နိဗ္ဗာန်မဖို့ရတော့ရပါစေသာတန်ရာဝတ်တွဲမှလွတ်ကင်းဖို့ရဒိဋ္ဌာနာဒါနသီလဘာဝနာဆိုသောကောင်းမှုကုသိုလ်ရှာတောင်းစပြုတဲ့ပြည်နိဗ္ဗာန်မဖို့ရတော့ရပါစေသာမဟာပထဝီမြေကြီးတတ်တည်ဖြစ်ပါစေသာဤသူလူရသောကုသိုလ်ကောင်းမှုစုစုတို့သည်နလူသားတို့သုံးချိန်ခေါ်စေသာဤတို့ပြုရာကုသလဒါနဟုသမျှမဟာပထဝီမြေကြီးတတ်တည်ဖြစ်ပါစေသာဤသူလူရသောကုသိုလ်ကောင်းမှုစုစုတို့သည်နလူသားတို့သုံးချိန်ခေါ်စေသာလူနာမြမချမ်းသာဟုသမျှတောင်းတလူခြင်းမဟုတ်ပါနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတမယာဆိုသောဝေဩကမလူကင်ယမတန်နိဒုက္ခနိဗ္ဗာန်ရွှေပြည်ရောက်ရစေသာလူနာမြမချမ်းသာဟုသမျှတောင်းတလူခြင်းမဟုတ်ပါနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတမယာဆိုသောဝေဩကမလူကင်ယမတန်နိဒုက္ခနိဗ္ဗာန်ရွှေပြည်ရောက်ရစေသာနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတမယာတွေကလွတ်စေသာနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတမယာတွေကလွတ်စေသာနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတမယာတွေကလွတ်စေသာနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတမယာတွေက
ညာနာဘောဂမင်္ဂလာတာခါတာတန်ရုပ်တော်ကတယုတ်သုံးပါးထုတ်ပြခဲ့တာဗုဒ္ဓရဲ့ဒေသနာတော်ကြီးပါဖလားတုံးတန်းမောင်းစစ်လိုက်ပြန်တော့မကြံရပဲပြေဝလာတာအတိတ်ပဲတွေလွန်ကျဲဝုန်းသူ့စွမ်းကိုပဲသူမဝန်းလာစွမ်းလူတဲ့အကျိုးပါစွမ်းလူတဲ့အကျိုးပါတဝမ်းစကူကြည်ပြီးနှစ်သက်ဝိမပြတ်အောင်လူတော်မူပါသာသနာနေတနှုံဓမ္မရွှေဖုံးတက်ဝေဖြာကာယညာနာဘောဂမင်္ဂလာတာခါတာတန်ရုပ်တော်ကတယုတ်သုံးပါးထုတ်ပြခဲ့တာဗုဒ္ဓရဲ့ဒေသနာတော်ကြီးပါဖလားတုံးနာအမှန်စစ်လိုက်ပြန်တော့မကြံရပဲပြေဝလာတာအတိတ်ပဲတွေလွန်ကျဲဝုန်းသူ့စွမ်းကိုပဲသူမဝန်းတာစွမ်းလူတဲ့အကျိုးပါအော်စွမ်းလူတဲ့အကျိုးပါတဝမ်းစဘူးကြည်ပြီးနှစ်သက်ဝိမပြတ်အောင်လူတော်မူပါသာသနာနေတနှုံမြမရွှေဖုံးတက်ဝေဖြာပြင်းဆိုင်ငုတ်ထူကဆိုတဝကိုယူပြင်းရင်နာသက်ရှိစင်လာချမ်းသာရနေဗလပညာပြင်းဆိုင်ငုတ်ထူကဆိုတဝကိုယူပြင်းရင်နာသက်ရှိစင်လာချမ်းသာရနေဗလပညာငါးပါးသောကျူတရားတူဘွားမှာတည်ကြဖယားရှင်ရဲ့ဒေသနာတရားစင်နဲ့တွေ့မကွာဖယားရှင်ရဲ့ဒေသနာတရားစင်နဲ့တွေ့မကွာစေတရာဖြူလက်စေတနာရှင်ဆွမ်းအကျိုးပါခုလိုမူရင်းဆွေရွာခုလိုအကျိုးတွေတည်ကြသာသနာနေတနှုံမြမရွှေဖုံးတက်ဝေဖြာညာနာဘောဂမင်္ဂလာတာခါတာတန်ရုပ်တော်ကတယုတ်သုံးပါးထုတ်ပြခဲ့တာဗုဒ္ဓရဲ့ဒေသနာတော်ကြီးပါဒီချိန်ကနေပြီးတော့ပြန်လည်ပြီးတော့ရည်တွဲသောအနေအချင်းလွန်ခဲ့တဲ့အာရီပိုင်းကနေပြီးတော့ပြန်လည်ပြီးတော့ယူတဲ့တို့အနေအားဖြင့်သခိုင်းတိုင်းဒေသကြီးကဏီမြို့နယ်ပါရမြောက်ကြီးပါအလူဒါရကတိုင်းကမ္မကြီးဒုက္ခကြီးတို့အမှုထား၍အလားလိုက်ခကြီးပြကြဘုံတော်ဥထေလွင်တို့သံဃာတိုင်းကမ္မကြီးတော်မြင့်မြတ်ဖြစ်သမီးဖြစ်သူသမီးလူတိုင်းကမ္မတော်မြင့်မြတ်မောအသေးသေးမိသားစုတို့ကနေပြီးတော့မိမိတို့ဤကြောင်းတိုက်တော်ကျွန်းမှာရှိကြဘုံတော်ကိုယ်ရည်တာဘုဂဝိပဿနာသုံးလေစွာဖြင့်သာသနာဘောင်တော်တို့သွင်းချီးမြှောက်ပေးကြခြင်းတို့ရာငြိမ်းရသိညာဖြစ်သောနိဗ္ဗာန်သို့၎င်းအလူရှင်တိုင်းကလည်းမောင်းသူတော်ကောင်းတို့နှင့်ပရိနိယနာယူကြကုန်သောသေရကဓမ္မအပေါင်းသူတော်ကောင်းတို့ဒီယကနေ့ကဇာပြီးတော့လူမှုရေးတွေအာသာရွက်အကျုပ်ကိုဆောင်ရွက်နိုင်သောတရားမအပေါင်းသူတော်ကောင်းများလည်းဖြစ်နိုင်ကြပါစေ။ကျင့်ကြံပွားများပါပြီဗျာ။အာဘနိဒီတရဏိနသောလောကံကတဝါဒီရဏေခနိဗ္ဗာန်ေဒုတိယပိယတိယနမောတသဗ္ဗဂဝတောရတောသမ္မာသမ္ဗုဒ္ဓေ
တိယမိဗုဒ္ဓရဏံကိသမိတတိယမိဓမ္မရဏံကိသမိတတိယမိသံဃံရဏံကိသမိသမဒဌာနဝိရမေသိက္ခာပရံသမာတိယမိအရှင်ဘုရားတပိတော်မြတ်သည်စကိုင်းတိုင်းဒေသကြီးခဏီမြို့နယ်ပါဟဲမြောက်ကြီးရွာကကြီးဦးတင်ဘူးဒါယကမကြီးဒေါခင်အမှုထလည်းအတ္တမီအလူဒါယကမဒုမြင့်မြင့်မောမိသားစုတို့ကတပည့်တော်တို့သည်မိုးကိုဝိပဿနာခေါဏယတသက္ကံဘွယ်ကြီးသူကိုယ်လည်းဆောင်ရွက်နိုင်ပါစေသာအရှင်မြတ်ဗျာဒီဓမ္မေပုံဉ္ဘောဓိဉာဏမသေစေယောဟောတုဣမာနိတိသရဏိနပြင်းစင်္ဂတိရဓမ္မသရုကံကတဝါအပမတိနတိရမမတိခသာသနာတယသာသနာတယတာသာသနာတော်ကြီးရဲ့အမွေခံအစစ်ဖြစ်နိုင်တို့ရအတွေ့သောဖြင့်သာသနာပေါင်းတန်းသောသို့သွင်းချင်းမြောက်ပြီးတဲ့အလူချင်းတွေကဒီကနေ့သာသနာအမွေခံနေမှန်ပါဗျာသာမွေခံတဲ့ဒီလိုတွေလွယ်လို့အလူတိုင်းကမှဤတော်မြင့်မြင့်ဒီသမီးအလူချင်းအလူတိုင်းကမှတော်မြင့်မြင့်မောမေသာတသုရောကနေပြီးတော့ဒီကနေ့မိမိတို့ပြုလုပ်လိုက်တဲ့ကုသိုလ်တွေကအများနဲ့မတူတမှုထူးခြားပြီးတော့ဒီကနေ့ဟာမင်္ဂလာရှိတဲ့နေ့လို့ပြောရင်ရောမှားပါမလားမှန်ပါဗျာ။ဟာရှိတဲ့နေ့လို့မင်္ဂလာရှိတဲ့နေ့ပါဗျာ။ဒီကြောင့်မလို့ဓမ္မစဓမ္မစရိယညာတကလင်းစံသိနေတော်လို့ဘုရားဗျာဟောကြားကြတာ။ကြောင့်လို့သူတော်စင်တို့ဒီကနေ့လို့ရင်ပညာကိုတော်လို့ခြင်းမိသားစုတို့ကနေပြီးတော့မိမိတို့ရဲ့ရင်၌တရားမွေးတဲ့သံဃာရဲ့နာကိုပဲဖြစ်ဖြစ်သူတစ်ပါးရင်၌မွေးတဲ့ကိဋ္တိမသာတို့ရဲ့ဖြစ်ဖြစ်ရှင်ပြပရိက္ခရဆုံးလဲသွားဖြင့်လူဒါနာကသာသနာအမွေခံအစစ်ပါတဲ့။ဘာစစ်လဲသာသနာအမွေခံအစစ်ပါဗျာ။သာသနာအမွေခံအစစ်ဖြစ်တဲ့နေ့မှာဘုရားတို့ရှင်းသောနဲ့လေးတော်ရေကံပေါင်းနေတဲ့ရေကံပေါင်းနေတဲ့ရှင်းသောနဲ့လေးတော်ကျောင်းပေါင်းတို့လည်းရှင်းသောနဲ့လေးတော်တို့တဲ့ရှင်းသောနဲ့လေးတော်ရေကံပေါင်းနဲ့ဒီလိုဘလို့မဲ့လူတွေတို့ရေဗုဒ္ဓရေတော်နဲ့များပြင်ဘုဂုဝိပဿနာအလုံးပေးတရားစကားဝဲဒုံလဘသံဃာ48ပါးတို့အားလူတန်းချင်းဒုံလဘသမဏေ12ပါးတို့အားတဏိစာအဖြစ်ဖြင့်ယပိတော်တို့သည်လူတန်းချင်း45ပါးသောတ
ဒုံလဘသီလရှင်တဏိစာအတွက်တပိတော်တို့သည်လူတိုင်းချင်းလူတိုင်းရသောအကျိုးအားကြောင့်ကြီးကြပြည့်ခေါမြင့်မို့တောင်ဥမကာကျူသာကျေးဇူးအရှင်ဝိမိခင်နှင့်ဖခင်တို့အားညာညပါစေအမြဝေသည်မသွေနိစ္စသတ္တဝါသာဘုံကိုဝနှင့်ဝိညာဏတိတိတိရှိခုနှစ်ပါးညာစွာလုံးကိုအားအမြကုသိုလ်ဘေဝေလိုဤထိုကုသလဤပုံညကိုအမြရကြသည်ဒီစေသောတတိတော်တို့သည်ကဏီမြို့နယ်ပါရဲမြောက်ရွာအလူချင်းပြသောဥတီဥဒေါခေကြီးအမှုထား၍သာပြည့်သူဘုခေလွင်သမိပြည့်သူရှင်းတိုင်ကမရှင်းကြကုန်သောကောမြင့်မြတ်တေအမှုထား၍အမှုထားသောဥပါ၍ကောင်းပါစေခြင်းရည်စိတ်တန်၍လူတန်းခြင်းသမိဖြစ်သူအလူတယကမတော်မြင့်မြင့်မောအသီးသီးတို့အားရှစ်ပြပရိက္ခရာဆုံးလင်းစွာဖြင့်1389ခုနှစ်တကုလပိကျော်73ရက်နေ့အတာကျူသောရာတကူဤအကျိုးနေ့၌သာသနာအမွေခံရှင်းတရကတပိတော်တို့ဤကုသိုလ်ကိုပြုလုပ်၍39ကြိမ်မြောက်ဘုံဘဝိပဿနာဝိရသနဝေ48ပါးသောဒုံလဘသံဃာ12ပါးသောဒုံလဘသမဏေ45ပါးသောဒုံလဘသီလရှင်အသီးသီးတို့နှင့်ဝိယဝိသဆောင်ရွက်ကြသောအသီးသီးတို့အားတပိတော်တို့သည်တွေ့မွေးခြင်းလူတန်းခြင်းကုသိုလ်တို့ကိုပြုလုပ်ပါ၏အရှင်ဘုရားဤကုသိုလ်ဤစနေ၍တပိတော်တို့ဤနေထိုင်သောနတ်များတို့အားအမြတ်ပေးပါ၏တပိတော်တို့ဤနေထိုင်သောဤဝါဤနေဤကဘာတို့၌30ဘုံ၌ကျင်လေ၍တွာလာကြသောပုဂ္ဂိုလ်တို့အားအမြတ်ပေးပါ၏30ဘုံ၌ကျင်လေကြကုန်သောဝိနည်းများစွာသတ္တဝါတို့အားတပိတော်တို့အားအမြတ်ပေးဝေပါ၏အာလုံးသောသတ္တဝါတို့သည်ကိုယ်စိတ်နှပြဘေးရန်ဝါကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေကုန်သောအာလုံးကြပါစေအမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးကြပါစေအမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးကြပါစေအမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာအလူချင်းတိုင်းကတည်းကမောင်းသူတော်ကောင်းတဲ့ဓဂဝါပရိကေယနာယူကြကုန်သောသင်္ကရမောင်းသူတော်ကောင်းတို့ဒီကိုယ်စိတ်နဲ့ပြဘေးရန်ကွာကျမ်းမာချမ်းသာပြီးတော့သာသနာပြုနိုင်သောဥပဒကဒါယကမှာအပေါင်းသူတော်ကောင်းများလည်းဖြစ်နိုင်ကြပါစေ
ကုသလာကုရောလီရှာကြဘူးအမြအမြလို့အလူတကအမြဝေပါပြီရေးစချလို့ဒီပါပြီတရားနာလို့ဒီပါပြီအလူတော်ကြီးလေပါပြီ နေရနာစီစိတ်ကြမ်းနေဒိတ်ခံလမ်းမြဲမချမ်းစီတကဝါဖျားပရမီချမ်းစီကာနာအားဝေခံီဖျားတာလာတူစီအာရနာတွင်မီဒီကမှုကိုအဖာရီရာရာရီဒီအမြဝေပါသည်တာဒုက္ခရမြတ်စီရေးစချလို့ပါပြီတရားနာလို့ဒီပါပြီအလူတော်ကြီးလေပါပြီ နဲ့လူပြမစားတော့ရတဲ့ဘောဝီရမချမ်းဝီနေရမချမ်းနဲ့လူပြမစားတော့ရတဲ့ဘောဝီနေရမချမ်းဝီနေရမချမ်းတခုခုလည်းများခုကလာတာကုရောအလီချာချာဘူးအမြအမြလို့အလူတကအလူမအမြဝေပါသည်ရေးစချလို့ဒီပါပြီတရားနာလို့အလူတော်ကြီးလေအောင်ပါဒီ Bharana Gana Mri Bona
စေယံ